ကာလာ မင်းကမင်းသားက ကာလာတွေလည်းကျင်ထားလိုက်တာ အဲ့ရောက်နေပြီးတဲ့ပြောမကောင်းတော့လား ကာလာပလိုင်းဆိုတော့ဒါဘူး နှကန်းကြီးရဆိုးတာတယ် လိုက်ကျွန်တော်သူပြောလိုက်ကျွန်တော်ကိုရောလေးရပြောတဲ့တိုင်းမှာလိုက်လို့ ဟုတ်ပါလားကိုရောလေးပြောမှတေချာပြမျက်နှာတွေမဟုတ်လက်သေးတွေပါကြီးကောင်းရောက်ပြီးတော့ကိုမြူးနေတယ် ကျွန်တော်ပြောတဲ့တိုင်းမှာလိုက်လို့ ဒါဆိုရင်ပြည်လေပြီးတော့ကိုတော့ပူချစ်မယ်ပေါ့ လူတို့လည်းမောမီဘူဖတ်ဆိုးစက်ခေါင်းရည်လေးစီလို့ ဒီကျရင်တကယ်မှဘာမှမကြောက်ဘူး အဲ့ဒါကြည့်ပဲကြည့်ဒီမာလီကလေ ငယ်ကျူကြီးကိုဆရာတင်မယ်လို့ ဒီအဲ့ဒါဆိုချင်းဒီနဲ့6လုံးပေါ့ဒီမာလီကလေကျွန်တော်ကဒီမာလီကလေမင်းတော့ဘာလို့လောင်းနေကျွန်တော်တို့ကိုလိုလေးကဟိုအဝေးရ တယောက်တည်းကိုရှုပ်ချက်ကန် အဝေးရလာတော့ဒီမာလီကကိုလိုလေးချောလိုက် တကယ်မှချော့မှာလား ဟာချော ချောက်ခံ ဒီပလဲတကယ်မှယောက်ျားမမေးဘူးလား အော်ကိုလိုလေးဆိုလင်းဘူးတယ်ဟုတ် နေယူရပါလေ ယူရပါလေ နေရကြည့်နေတော့ဘယ်ကောင်းလဲတစ်ခါလေးယူပေါ့ကြာပြီးတော့ကိုလိုလေးပန်းလေးတဲ့ ဟုတ်ကိုတော့တန်းကြိုက်တာ ဟုတ်တယ်ကိုတော့ပန်းဆိုင်တယ်မကြည့်ပါ ဘယ်ပန်းလို့ဘယ်ပန်းပြောတာလဲ အိမ်မှာနတ်တော်ရှိမှာ အိမ်မော်တော့ကြည့်ရသေးတယ် ဟိုနတ်တော်ရှိမှာ ဒီထီးသုံးတဲ့သုံးစကားတွေအဲ့လိုမပြောနဲ့ ဩကိုလိုလေးကလည်းတပည့်တော်ပြောတော့ငါလား အေးတပည့်ရ ကျွန်တော်ပြောတော့ငါလားဘုန်းကြီးဘလော့တော်လို့တပည့်တော်နတ်တော်ရှိမှာပန်းနေဆိုင်ထားတာဒီကြပန်းနေတခွာပန်းနေဟိုခွာတာဒီခွာတာအများကြီးပဲကိုလိုလေးကပန်းကြိုက်တယ်အဲ့တော့ပန်းလေးနဲ့ကြောက်ခွာရဘူးစပယ်ဒီပန်းစားတခါတလေမားကြည့်တာမင်းစီပန်း နေစီပန်း ကိုတော့ ငါကကျင်လို့ဒီဇက်မှာလိုက်ဒီလိုကလည်းဒီလိုလိုက်ရောဟုတ်တယ်ဘယ်လိုလေးလဲပြီ ဘာဖြစ်လဲရော မင်းစီပန်း နေစီပန်း ငါပြင်းဟုတ်လေဟောကိုလိုလေးကတေးကြည့်လေးရ တေးကြည့်လိုက်ရ နဲ့ကဂျူလီနဲ့ ဘာညာကဘာဖြစ် ဒီမာလီယာခြေတော်လေးတလန်းလန်းလိုက် ဟုတ် အဲ့လေဒေါနာပန်း ဒေါနာပန်း အမလေးကိုလိုလေးကလက်ကလေးဒီလိုလေးပိုက်လိုက်ပြောပြစက် ပြောပြစမ်း အမလေးလော်လိုက်တော့ မင်းကြိုင်ကောင်းမလားမသိဘူး စပယ်ပန်း စပယ်ပန်း ကိုလိုလေးကတကယ်နဲ့ဟဲ့ဟာတကယ်တော့ဒီကတော့ကြောင်းသွားတယ် ကြမ်းပါ ဘာလေ တကယ်နဲ့တော့မရဘူးဒီကိုလိုလေး အော်ဦးရောလေတော်တော်တကယ်နန်းနေတယ် အဲ့ရမကွာမယ်နော်ဦးပါတကယ်နဲ့တော့မရဘူး တော်တော်တကယ်နန်းနေတယ် ဟောတာနဲ့ကြည့်အောင်လက်တွေကြောကောင်းလက်တောင်ကြောထောင်တယ်ဆိုရင် ဘာလို့ အထင်ကြီးလက်အထင်ကြီးဟောတယ်ဟာမစကားငါကြည့်ရတယ် တရားတကယ်မှကြိုက်တယ်ဘာဖြစ်လဲပြောတော့လိုက် ဒီပါလေစပေပန်း စပယ်ပန်း တကယ်နဲ့ဟိတ်စီအသားနဲ့ဒီဘက်မှာလူတော်ပြီးခဲ့ရှိတယ်မော်တော်ပြီးခဲ့ရှိတယ်ဘာဖြစ်လို့ ဘုံဘွေဘုံဘူးလားဘုံရီတကယ်နဲ့လို့ရှောင်း အော်တော်တော်တကယ်နန်းနေတော့ တကယ်နဲ့လို့မရှော တော် င်း တော်တကယ်မနန်းရင်ပြည့်တဲ့ကြီးကကျိုးမှာ ဘုရားမင်းလို့ဖေးနေတာတော့ အကျောင်းတဲ့ ပြည့်တဲ့ကြီးကကျိုးမှာ ပရိသတ်ကမကြိုးခါကြိုးတာသူတို့နဲ့အောင် ဘာလို့ပြောတာ ပြည့်တဲ့ကြီးကျိုးမှာပေါ့ဒီလား ဘာပြောမှာတော့ အော်မင်းတော့အောင်ချဘောခိုးတယ်တကယ်နဲ့နန်းအောင်ဆို မင်းသားအောင်သူကခေါ်မဟုတ်ဒီမှာတော့ မပြောပါဘူးတွေ့လားအလောက်ကြိုင်အိုက်တိုင်းလို့ဟုတ်ပါဟိုကြောင့်မို့ဆိုနေရမရှိ ဘယ်လိုရတယ်ဘယ်လိုပြော ဘူးကိုပြောတာကိုပြောတာ အကြောင်းတွေထွက်တယ်ပြောမှာဘာလို့မဟုတ်ဘူး မဟုတ်ဘူး ဒီစောမနဲ့ပို့လို့လိုက်ရင် ဟ
ဒါမျိုးကြတတ်တယ်လား လက်ခေါက်ကိုညောင်းပြောလိုက်ခေကြီး ဟာမခေရင်လားမပါ စပေပန်း စပေပန်း ပြောလိုက်တကယ်နာ ဘယ်ကနာဟာ တိုင်းရတယ် အတန်းကစိုက်ပါလားမလုပ်ဘူး ဘဝချိပါမှာလေတတတကယ်နဲ့ကျွန်တော်ဦးတော့ပြီးမှကနေနေဟော ဘယ်ကဘောကလေးလို့မူတာကြည့်ကြတော့မင်းကကလေးလေးမူတာနဲ့ဘူးနေတယ်လို့ပဲ ဟဲ့ဟိုလေး ဟောဘယ်လိုခေါ်မှာလဲဟဲ့ဆိုကိုလိုလေးလေဒီတယောက်ဟဲ့ဘာဖြစ်လဲ ဟဲ့ဆိုတာသူပြောမှဆိုလို့မနေ မပြောအောင်ငါ့ဘာလို့ တော့မနေအဲ့ဒါဟဲ့တိတ်တိတ်လေးမကိုတော်လေးဟာလေ ဘလောင်းဘလို့တားဆက် ဟိုလေး ပြော ဒီမလေးကနောက်ဆုံးတစ်ခုမဲ့ ဟာ စပေပန်း စပေပန်း စပယ်လေးကြည့်ကြရ ဘယ်က